ဒီနေ့ကျွန်တော်တို့အင်တာဗျူးဆရာနေရှိရတာကျွန်တော်လည်းစပြီးတော့မိခွန်းနံပါတ်လေးကိုစပြီးတော့အင်တာဗျူးကျောင်းကောင်းဆောင်မှုကိုဘယ်လိုစီမံဆောင်ရွက်ရပြီးတော့ကောင်းဆောင်တူရှင်းစီရဲ့အဓိကအခန်းကဏ္ဍနဲ့တာဝန်တွေရပါရဲဆိုတာဆရာနဲ့ဆရာမတို့နည်းနည်းတော့ရှင်းပြလို့ရတယ်ဟုတ်ကဲ့ကျောင်းကောင်းဆောင်မှုကိုဘယ်လိုစီမံရလဲအဲ့လိုလားကျောင်းမှာဆိုရင်ဒီကျောင်းကောင်းဆောင်မှာဆိုရင်ကျောင်းအုပ်ရှိမယ်ဒုတိယကျောင်းအုပ်ရှိမယ်ပြီးတော့ဆရာဆရာမတွေရှိမယ်ပြီးတော့ဒီရက်ရွလူထုကျောင်းကော်မတီအဖွဲ့အစည်းဆိုပြီးတော့ရှိတာပေါ့နော်အဲ့အဖွဲ့ကနေညီနေဆောင်ရွက်ပြီးလှုပ်ဆောင်ရတယ်နောက်တစ်ချက်ကမေးခွန်းလေးတစ်ချက်လောက်ပြန်ပြောပြီးလို့ရလားကောင်းဆောင်တူရှင်းစီရဲ့အဓိကအခန်းကဏ္ဍနဲ့တာဝန်တွေရပါတယ်လဲဆိုတော့ရှင်းပြပါဟုတ်ပြီကျောင်းကောင်းဆောင်တရားအနေနဲ့ကျောင်းအုပ်ဆိုရင်သူကဒီကျောင်းရဲ့ညီမန်းချက်ပေါ့နော်ချမှတ်ထားတဲ့ညီမန်းချက်ကျောင်းရဲ့တိုးတက်ရေးအတွက်လှုပ်ဆောင်ရတယ်ကျောင်းရဲ့ညီမန်းချက်နောက်ပြီးတော့ဒီကျောင်းရဲ့တင်ကြားရေးအပိုင်းတွေလှုပ်ဆောင်ရတယ်ပေါ့နော်ဒီဆရာဆရာမတွေပြီးတော့ဒုတိယကျောင်းအုပ်တွေကိုလည်းတာဝန်တွေခွဲဝေပေးတယ်စီမံခန့်ခွဲပေးရတယ်လမ်းညွှန်ပေးရတယ်ဒီတင်ကြားရေးမှာတိုးတက်ဖို့ဆိုပြီးတော့ဒီတာဝန်တွေခွဲဝေပေးတဲ့အပြင်ကြီးကြပ်ပေးရတယ်နောက်ပြီးတော့ဒီပဏ္ဏရေးနဲ့ပတ်သက်တဲ့ဟာလည်းစီမံပေးရတယ်ပေါ့နော်နောက်ပြီးတော့ဒီဒုတိယကျောင်းအုပ်ကကြတော့မလုပ်ရလဲဆိုရင်ဒီကျောင်းကောင်းဆောင်မရှိတဲ့အချိန်မှာဆိုရင်အဲကျောင်းကောင်းဆောင်ကျောင်းအုပ်ရဲ့တာဝန်ကိုသူအနေနဲ့တာဝန်ယူပေးရတယ်နောက်ပြီးတော့ဆရာဆရာမတွေရဲ့တင်ကြားရေးမှလည်းသူကလိမ်လန်းပံ့ပိုးပြီးတော့သူကကူညီပေးရတယ်ပေါ့နော်နောက်ပြီးတော့ဒီဆရာဆရာမကြတော့ကလေးတွေရဲ့တင်ကြားရေးတိုးတက်ဖို့အတွက်ပေါ့နော်ဒီလိုဒီ lesson plan တွေရေးဆွဲရတဲ့ကလေးတွေရဲ့စာရိတ္တတွေကောင်းမွန်ဖို့အတွက်လည်းတင်ကြားပေးရတယ်နောက်ပြီးတော့ကျောင်းရဲ့စီမင်းစည်းကမ်းတွေပေါ့နော်ကလေးတွေလိမ့်နာအောင်ကလေးတွေနဲ့အတူတကွပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့တင်ကြားရေးပိုင်းကိုလည်းလှုပ်ဆောင်ပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့အမေကကျောင်းအုပ်သူ့ကျောင်းအုပ်မရှိတဲ့ချိန်မှလုပ်ရတယ်လားကျောင်းအုပ်ရှိတဲ့ချိန်ကျောင်းဟုတ်ပါတယ်ဒီကျောင်းအုပ်ရှိတဲ့အချိန်ဆိုရင်ကျောင်းအုပ်ကလုံနေရင်သူကတော့မလုပ်ရဘူးပေါ့နော်တကယ်လို့ကျောင်းအုပ်ကရှိနေပြီမဲ့လေကျောင်းအုပ်ကအလုပ်ရှုပ်နေတယ်ဆိုရင်သူကကျောင်းအုပ်ရဲ့တာဝန်ကိုသူကကူညီပေးရတာပေါ့ရှိရတယ်ဟုတ်ကဲ့ဆိုတော့ဒါဆိုမိအဲ့ချက်တော့ရှင်းတော့ကျွန်တော်တို့နောက်တစ်ချက်မေးမယ်နော်ကျောင်းအုပ်တွေကအဓိကတို့ဖြည့်ရှင်းချက်တွေအဲ့ပါလဲပြီးတော့အဲ့ဖြည့်ရှင်းချက်ကိုဘာဖြစ်လို့ပုံမှန်ဖြစ်တို့ချမှတ်တယ်လဲတော့အဲ့တစ်ချက်တော့ရှင်းပြပါအောင်ဆရာမကျောင်းအုပ်တွေရဲ့ဖြည့်ရှင်းချက်ကျောင်းအုပ်တွေအဓိကပြဿနာဖြည့်ရှင်းချက်တွေပေါ့နော်အဲ့ပါရေးတယ်တော့ပြီးတော့အဲ့ဖြည့်ရှင်းချက်ဘာဖြစ်လို့တို့တတ်မှတ်တယ်လဲတော့ဖြည့်ရှင်းချက်ပါကျောင်းတမလဲဆိုတာကျောင်းအုပ်တယောက်ဖြစ်ပြီးဆိုရင်ဒီကျောင်းတစ်ကျောင်းကိုစီမံခန့်ခွဲပေးရတယ်ဦးဆောင်ပေးရတယ်ကိုယ့်ရဲ့ကျောင်းအောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ဆိုရင်သူတို့ရဲ့မူဝါဒလေးရှိတယ်ပေါ့နော်ကျောင်းရဲ့တိုးတက်ရေးအတွက်မူဝါဒဆိုတာကျောင်းအုပ်ရဲ့ဒုတိယကျောင်းအုပ်ရဲ့ကြီးကြပ်ရေးမှူးရဲ့ကျောင်းကော်မတီရဲ့မိဘဆရာအတင်းဆိုပြီးတော့ဆက်ဆံမတွေနဲ့အတူဖွဲ့စည်းပြီးတော့ဒီကျောင်းရဲ့ရည်မှန်းချက်မူဝါဒလေးရှိတာပေါ့နော်အဲအကြောင်းကျောင်းအုပ်အနေနဲ့ပြဿနာတစ်ခုခုဖြစ်လာပြီးဆိုရင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာခုနကပြောထားတဲ့အဖွဲ့အစည်းတွေနဲ့အတူညီနေဆောင်ရွက်တဲ့အကြံဉာဏ်တောင်းခံတယ်ပေါ့နော်ဟုတ်တို့ကအဲ့ဖြည့်ရှင်းချက်တို့ကဘယ်လိုပြောမှာသူယုံကြည်မှုစိတ်ချလို့သူဖြည့်ရှင်းတာမဟုတ်ဘူးသူအဲ့ဖြည့်ရှင်းချက်ပုံအဲ့ဘယ်လိုပြောမှာအဲ့ပြဿနာပုံမူတည်ပြီးသူဖြည့်ရှင်းတာတော့အဲ့တကယ်တော့သူပြောပြလို့ရတယ်ဗျကျောင်းကောင်းဆောင်တဲ့အနေနဲ့သူကပြဿနာကိုယုံကြည်မှုရှိနဲ့ဖြည့်ရှင်းတာလားဒါမှမဟုတ်ဖြည့်ရှင်းနိုင်လို့ဖြည့်ရှင်းတာလားဟုတ်တယ်နော်โอเคဒီပြဿနာဖြစ်လာပြီဆိုရင်ပြဿနာရဲ့အရင်းမြစ်တော့ရှိမှာပေါ့လေပြဿနာရဲ့အရင်းမြစ်ကိုလည်းရှာဖွေမယ်လေ့လာမယ်ပေါ့နော်ပြဿနာအကြောင်းရင်းကိုတီးမှပဲဒီပြဿနာကိုဖြေရှင်းရတာပေါ့နော်ပြီးတော့ပြဿနာကိုပါကြောင်ဖြေရှင်းရတယ်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဒီ
အဖွဲ့အစည်းမှာတတ်မှတ်ချက်တွေလည်းရှိတာပေါ့နော်လိုအပ်ရင်ကျောင်းအုပ်တယောက်တည်းမဟုတ်ပဲနဲ့ဒီအဖွဲ့အစည်းခုနဖွဲ့စည်းထားတဲ့ကျောင်းကော်မတီတွေကျောင်းအုပ်တွေဒုတိယကျောင်းအုပ်ပေါ့နော်ဆရာမတွေကျောင်းကျောင်းသားမိဘတွေနဲ့ပြန်ပြီးတော့ညှိနှိုင်းရတာပေါ့ ဟောကျေးဇူးပါ ကဲပါ 那个东西呢，都没没那个啥，好，讲康上的话，人家说，帮忙那当年嘛说，没做皮了的呢，然后没去买钱。 ကျောင်းအုပ်တယောက်ရင်တနေတာပေါ့နော်ကျောင်းအုပ်တနေတာဆိုရင်မနေ့မိုးလင်းပြီဆိုတာနဲ့ဒီကျောင်းရဲ့လုံခြုံရေးကိုစစ်ဆေးရတယ်ပေါ့နော်ကျောင်းမှာတကယ်ကိုယ့်ရဲ့ကလေးအတွင်းလုံခြုံမှုရှိရလားနောက်ပြီးတော့ဒီကျောင်းပတ်ဝန်းကျင်တန်ရှင်းမှုရှိရလားကလေးတွေရောဒီကလေးတွေဆရာမတွေနဲ့အတူတကွာလှုပ်ဆောင်ထားတဲ့ဒီကျောင်းတန်ရှင်းရေးဆရာတို့တကယ်လှုပ်ဆောင်ရလားဆိုတာစစ်ဆေးရတယ်ပေါ့နော်နောက်ပြီးမနေ့မိုးလင်းလာပြီးကျောင်းတက်တော့မယ်ဆိုရင်ဒီကျောင်းရှိမှတန်းစီပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေလည်းလုပ်ရတယ်ပြီးတော့ဆရာမတွေနဲ့ညီနေဆွေးနွေးရတယ်ဒီနေ့ပါတွေတင်မလဲဆိုတဲ့အစီအစဉ်ရေးဆွဲတာတွေလည်းဆရာမတွေလည်းညီနေရတယ်ပြီးတော့ဆရာမတွေစာတင်ကြားနေတဲ့အချိန်မှာလည်းအခန်းလိုက်ပေါ့နော်စောင့်ကြည့်အဲ့လိုလေးလာပြီးတော့စစ်ဆေးပေးရတာတွေရှိတယ်လိုအပ်ရင်ဒီအတလို့ကျန်ကော်မတီတွေမိသားတွေနဲ့တွေ့ဆုံရတာတွေလည်းရှိပါတယ် အတိကတာဝန်ဝတ္တရားအပိုင်းကိုလည်းရှင်းပြပေးလို့ရမှာရှင် အတိကတာဝန်ဝတ္တရားကြတော့ကျောင်းအုပ်ကကြတော့ဒီပြောမယ်ဆိုရင်ကျောင်းရဲ့ဒီမှန်ချက်အောင်မြင်ဖို့အတွက်လှုပ်ဆောင်နေတဲ့အတွက်ပေါ့နော်ဒီကျောင်းရဲ့ပဏာကြီးအတွက်လည်းရန်ပုံငွေဒီမှာလည်းဒွါစီမန်ခံခွဲရတယ်ကြီးကြဲရတယ်ဥပမာကိုကအရင်နှစ်တည်းလိုအပ်တယ်ဆိုရင်အရင်နှစ်ကိုဘယ်လိုတုံးဆွဲရမယ်ဘယ်လိုလှုပ်ဆောင်ရမယ်ဆိုတဲ့တာမအစာစီမန်ခံခွဲရတာပေါ့နော် ဟောမိကောရဖြည်းဖြည်းတော့ဒီဆိုရှင် โอเคကျေးဇူးပါရှင် ခုနတော့ကျောင်းလုံးချုံကြီးအတွက်ပြောရတော့ကျောင်းလုံးချုံကြီးအတွက်အဲ့ဒါကလေးလုံးချုံကြီးအတွက်ပါတာကလေးလုံးချုံကြီးအတွက်ကနည်းတိတ်မပါလားကျောင်းလုံးကြီးကကျောင်းလုံးချုံကြီးအတွက်ပဲကြီးကျက်တယ်လားကလေးလုံးချုံကြီးအတွက်ရောပါတယ် ဟောပါပါတယ်ဒီကလေးအတွက်ပေါ့နော်အားကြောင့်စတင်ကြခန်းတွေမှာလည်းလက်ပြီးလေးလာတယ်ဆိုရင်ကလေးတွေလုံခြုံရဲ့လားစတင်ခန်းမှာဆိုရင်အမိုးယူနေတာလားအကာဒီယူနေတာပေါက်နေတာလားပြီးတော့ကျောင်းဝင်းတွေမှာရောတကယ်လုံခြုံရဲ့လားကလေးအတွက်စစ်ဖြစ်ရဲ့လားပေါ့နော်အဲ့ဒါတွေမှာအစားတနေတာနာဆိုရင်ကျောင်းအိုကတခါတည်းလေးလာရတာပေါ့နော်ပြီးတော့ကလေးရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော် emotion နဲ့ပတ်သက်ပြီးတော့လည်းသင်ကြားရေးပိုင်းမှာဆိုရင်ဒီကလေးကဘာဖြစ်နေတာလဲဆိုတာမှအစားကျောင်းအိုအနေနဲ့လင်းလာပြီးတော့စောင့်ကြည့်ပေးတယ်ပေါ့နော်နောက်မေခွန်းကကြတော့အားလို့စမနော် နောက်ပြီးပြောကြည့်ရအောင်ဒီကျောင်းအောင်ဆောင်မူကဒီကျောင်းတော်ကျောင်းသူဆရာဆရာမကြီးဟောခုမျိုးတော့တက်ဖို့ဘယ်လိုကန့်မှုလဲ ဆိုတော့ဖေးရမယ်ဆိုလို့ရှိရင်ဒီအပိုင်းကတကယ်ဆက်ဆံရတဲ့အတွက်အရင်အရေးပါတဲ့အချက်လို့ပြောရတာပေါ့နော်။ဘာလို့ဆိုလို့ရှိရင်တော့ဆံမတယောက်အနေနဲ့ဆိုလို့ရှိရင်ဒီကလေးတွေအတွက်ပေါ့နော်။ဖွံ့ဖြိုးတိုးတက်ဖို့ဆိုအရင်ဆုံးကသူတို့ကိုယ်တိုင်ပေါ့နော်။သူတို့ကိုယ်တိုင်ကအရင်ဆုံးဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်ပေါ့နော်။ဆိုတော့ကျမတို့ကောင်းဆောင်အနေနဲ့ခါကြတော့ဘယ်လိုမျိုးလုပ်ပေးတင်လဲဆိုတော့ဆရာဆရာမတွေလိုအပ်ချက်ပေါ့နော်။တင်တန်းတွေဒီထဲမှာဆိုလို့ရှိရင်တင်တန်းလေးပေါ့နော်။ကဲကျမတို့ဇာတိခန်းထဲမှာဘယ်လိုမျိုးရည်ရွယ်ချက်နဲ့ပေါ့နော်တနစ်တာကလေးတွေတက်မြောက်စေခြင်းတဲ့ရည်ရွယ်ချက်ကဘာတွေရှိလဲဆိုတဲ့စသဖြင့်သူတို့ကိုဒီရည်ရွယ်ချက်နဲ့ကိုက်ညီအောင်ပေါ့နော်ဘယ်လိုတင်တန်းလေးတွေပေးတင်မယ်ပြီးတော့ကလေးနဲ့ပတ်သက်တဲ့ activity လေးတွေပေါ့နော်ဘယ်လိုမျိုးလုပ်ဆောင်လို့ရအောင်ဆိုတဲ့ဟာလေးလည်းကောင်းလေးတင်တန်းပေးဖို့လိုတယ်ပြီးတော့ဒီ teaching pedagogy ပေါ့နော်ဒီသင်ကြားရေးပိုင်းဆိုင်ရာပေါ့နော်အမျိုးမျိုးတော့ဥပမာ inclusive education ပေါ့နော်ကလေးဥပမာနားမကြားတဲ့ကလေးတွေရှင်းမယ်ဥပမာချင်းမစွမ်းတဲ့ကလေးတွေရှင်းမယ်ဆိုတဲ့ဟာလေး inclusive ဖြစ်ဖို့ဆိုဆရာမတယောက်အနေနဲ့ဘယ်လို activity လေးတွေဖန်တီးပြီးလှုပ်ဆောင်နိုင်တယ်လဲဆိုတော့ဖွံ့ဖြိုးတိုးတက်ဖို့ကိုခါကြတော့တင်တန်းဖန်တီးပေးလို့ဆိုတဲ့ဟာကိုကြားချင်တယ်ပြီးတော့ဒီဟာကိုလုပ်ပေးခြင်းအပြင်ကလေးတွေအတွက်ဘယ်လောက်ထိပံ့ပိုးပေးတယ်လဲဆိုတော့ကလေးတွေအဓိကအကြောင်းမှပျော်ရွှင်ဖို့ဆိုတာဒါတင်ကြားရေးမှာအရင်ရေးကြည့်တယ်ပေါ့နော်။ကျောင်းမှာလွတ်လပ်ဖို့ပါတယ်ဆွေးနွေးခွင့်ရအောင်ပြီးတော့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိအောင်ဆိုတာအဓိကတင်ကြားနည်းလမ်းဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီတင်ကြားရေးနည်းလမ်းလို့ပြောလိုက်တာနဲ့ခါကြတော့ကလေးပဲလားဆိုမဟုတ်ပေါ့နော်။ကလေးတွေစိတ်လုံခြုံမှုရှိအောင်လွတ်လပ်ပေါ့ပါနဲ့ပါဝင်ခွင့်ရအောင်ဆိုတာဒီပါလေပေါင်းပါဝင်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုဒါလေးဆရာဆရာမသိအောင်ပံ့ပိုးပေးဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုပြောချင်ပါတယ်လို့ကျေးဇူးပါ
မေခမကငါတမီးတယ်ဆုံးဖြတ်ချက်ချတဲ့အခါမှာနော်အဲ့လိုအချက်တွေအမြင်တွေကိုအမျိုးချမှတ်တဲ့အခါမှာပြေကျောင်းရဲ့အဓိကပေါ်ရင်တော့ဘယ်လိုဖြစ်မှာလဲ ဟုတ်ကဲ့ဒီကြောင်းဖက်မှာအဓိကပါဝင်သူဖြစ်နေတယ်ပေါ့နော်ဆိုတော့အဓိကကတော့နောက်ဆုံးအနေနဲ့တော့ဒီအဆုံးဖြတ်ချက်ချနိုင်တဲ့လူပေါ့နော်ဆိုတော့ဘာလို့သူ့ကိုပါတင်လဲဆိုတော့ကျမတို့ဥမာအကြောင်းရဲ့တခုခုဥပမာပေါ့နော်ပြဿနာဖြေရှင်းတဲ့နေရာဖြစ်ဖြစ်ပြီးတော့ဒီပူပေါင်းဆောင်ရွက်မှုလုပ်တဲ့နေရာမှာဖြစ်ဖြစ်ပြီးတော့တာဝန်ခံအပ်တာဖြစ်ဖြစ်စီမံခန့်ခွဲတဲ့နေရာမှာဖြစ်ဖြစ်ပေါ့နော်ဆိုတော့သူကအဆုံးဖြတ်ချက်ချတဲ့သူအဓိကပါတယ်ဒုတိယအနေနဲ့ကကြတော့ကျောင်းအုပ်ပေါ့နော်ကျောင်းအုပ်အနေနဲ့လည်းဒါလေးပါဝင်တင်တယ်ဘာဖြစ်လို့လဲဆိုသူကဒီကျောင်းကိုစီမံခန့်ခွဲတဲ့သူဖြစ်တဲ့အတွက်ကြောင့်နော်ပြီးတော့ဘုရားကကြတော့ကလေးမိဘတွေလည်းပူပေါင်းပါဝင်ဖို့လိုတယ်ဘာလို့ဆိုလဲဆိုတော့ကိုယ့်ရဲ့ကလေးတွေကဘယ်တင်ကြားရေးပိုင်းမှာအားနည်းနေတယ်ဘယ်တင်ကြားရေးပိုင်းမှာအားတာနေတယ်ပေါ့နော်ပူပေါင်းပါဝင်မှုနေရာမှာဘယ်လိုမျိုးအားနည်းနေဆိုတာကလေးမိဘကတီးမှပဲဒီကလေးရဲ့ကိုယ်တိုင်တက်မှုကပိုပြီးအားကောင်းတယ်ပေါ့နော်အဲ့ဒါတခုရဲ့ပြီးတော့ကျောင်းသားပေါ့နော်ကျောင်းသားလို့ပြောလိုက်တဲ့နေရာတိုင်းတော့မဟုတ်ဘူးပေါ့နော်ဥပမာဒီကျောင်းခန်းနေမှာဆိုလို့ရှိရင်သူတို့ကစီကံလိုက်နာရမယ်ဆိုတာထက်အမျိုးပေါ့နော်ဘယ်လိုလုပ်တင်လဲဆိုတာသူတို့အချင်းချင်းအလေးချင်းကနေအလေးအထားဖြစ်အောင်ဆိုတော့သူတို့ပူပေါင်းပါဝင်လိုက်ခြင်းအပြင်ဒီကလေးတရားပညာရေးပိုင်းမှာပိုပြီးထည့်ရောက်သွားမယ်ပေါ့နော်ပြီးတော့ကျောင်းတစ်ကျောင်းရဲ့စီမံခန့်ခွဲမှုမှာလည်းအရန်ဘယ်လိုပြောမလဲ inclusive ဖြစ်ပြီးတော့ပူပေါင်းပါဝင်မှုအားကောင်းလာမယ်လို့တော့မြင်တယ်ပေါ့နော် ပူပေါင်းပါဝင်တော့အားကောင်းအောင်လို့ဆန္ဒပြောတာဒါပေမဲ့အဲ့လိုကလေးမျိုးတွေရှိလာခဲ့တယ်သူကပူပေါင်းပါဝင်မှုမှာတိတ်မပါသူကဟိုမှာတယောက်တည်းလုံးတဲ့နေရာသူကပို့ပြီးအားထားတဲ့အဲ့လိုကလေးမျိုးရှိ လာလို့ရှိရင်ဘယ်လိုမျိုးဆက်ကြုံလဲပေါ့နော်ဆိုတော့အဓိကအနေနဲ့ဒီကလေးကဘာကြောင့်ဒီထဲကိုပူပေါင်းပါဝင်လာခြင်းမရှိရတာလဲပေါ့ဆိုတော့သူကတယောက်တည်းနေတက်လို့ဆိုပေမဲ့လည်းသူ့မှာကြိုက်နေတဲ့အရာတခုခုတော့သူရှိနေမှာပေါ့နော်ဆိုတော့ဥပမာသူကပုံမှန်အထက်ကလေးတွေကလုံးဝမကြိုက်တဲ့အရာဆိုတာမရှိဘူးဘာလို့ဆိုဒီအရာကိုကြိုက်အောင်ဆမ်မတွေကဘယ်လိုဖန်တီးပေးတင်လဲဆိုတဲ့အရာအဓိကကြတယ်ပေါ့နော်ဆိုတော့ဆမ်မတယောက်အနေနဲ့သူဒီဟာလေးပါဝင်လာအောင်ဆိုသူကြိုက်တဲ့အရာလေးတွေနဲ့ဆွဲခေါ်ပြီးပါဝင်ပြီးတော့အလုံးမျိုးဆွဲခေါ်လာရင်တော့ဒီပြည့်ချင်းနဲ့ပူပေါင်းပါဝင်လာမယ်လို့တော့မြင်တယ်ပေါ့နော် မိခွန်းတွေပဲရှောက်ရည်တမီးလေးလည်းမရှိဟာပေါ့နော်မိသားတွေဝန်ထမ်းတွေနဲ့ကျောင်းသားတွေအကြားမှာထိရောက်တဲ့ဆက်သွယ်မှုနဲ့ပူပေါင်းဆောင်ရွက်မှုကိုဘယ်လိုထိန်းသိမ်းသင့်တာလဲရှင်ဟုတ်ကဲ့နော်โอเคမိခွန်းတဲ့ကျေးဇူးတင်တယ်ပေါ့နော်ဒီကျောင်းသားမိဘတွေနဲ့ဒီမိဘတွေကြားရေးကျောင်းသားဆရာတွေပေါ့နော်သူတို့ရဲ့ဒီပူပေါင်းပါမှုကိုထိန်းသိမ်းမလဲဆိုတော့များတော့အဖြစ်ကတော့ဒီကတော့ပြည်လဲမြင်တာမျိုးရှိရမှာပေါ့နော်ဒီအဓိကတော့အဲ့ဒီဟာလေးဖြစ်တယ်ပေါ့နော်ဆရာမဆိုရင်လည်းဒီပယ်လိုက်တာမျိုးမဟုတ်ပဲနဲ့ပေါ့ဥမာကိုယ့်ရဲ့သူတို့ရဲ့တာရမီတွေပေါ့နော်သူတို့ရဲ့တာရမီတွေကိုဒီဘယ်လိုပြောမလဲတိုးတက်မှုတွေရှိလဲပညာရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်ဆိုရင်လည်းပယ်လိုက်မှုမရှိပဲနဲ့မိဘတွေရဲ့ဒီတာရမီတွေကိုတန်းတူဆက်ဆံတာမျိုးပေါ့နော်ဥမာတချို့ဆရာမတွေဆိုရင်ရှိရဲ့တကြီးတမီတာရမီဆိုတမျိုးဆက်ဆံတာတွေရှိတယ်နော်အဲ့ဒါဘာလို့လဲပြောတော့မရဘူးဆရာမတွေဆိုရင်လည်းသူတို့ရဲ့ဒီတိုးတက်မှုတွေဆွေးနွေးခါမှာဆိုရင်ပြည်လည်မြင်တာမှုရှိရမယ်ဒီကျောင်းသားမိဘတွေဆိုရင်လည်းကိုယ့်ရဲ့ဘယ်လိုပြောမလဲဒီဆရာမကိုကြိုက်တယ်ဒီဆရာမမကြိုက်ဘူးဆိုတော့ကိုပြောပြချင်တာကိုပွင့်လင်းလင်းပြောပြပေါ့နော်အဲ့မျိုးရှိတဲ့ကော်မတီတွေနဲ့တွေ့တဲ့ခါမှာဆိုရင်လည်းမျိုးပဲပေါ့အချင်းချင်းပြန်လာပြည်လည်မြင်တာမှုရှိရစိတ်ထဲမှာခုနေတာမျိုးတွေမဖြစ်အောင်ပေါ့နော်ကိုပြောချင်တာပဲပြောတာအဓိကဖြစ်တယ်နောက်တစ်ခုကျတော့ဒီဆရာမတွေဖက်ကနေကြည့်မယ်ဆိုရင်မိဘတွေရဲ့ပူပေါင်းပါဝင်မှုကပိုအရေးကြီးတယ်ပေါ့နော်အကြောင်းတိုင်းမှာဆိုရင်ကိုရီးယားဒီချိကရတဲ့သူဖြစ်တယ်ဆိုတော့ခါတယ်မှာမိဘတွေရဲ့ရောကိုယ့်ရဲ့ဒီတာဝန်တရားတွေကိုယ့်အတွက်ဘယ်လောက်ဖြစ်သုံးဝင်လဲပါခါတယ်မှာဆိုရင်တင်ခန်းစားတယ်မှာလည်းဒီသူတို့ရဲ့မိဘတွေရဲ့ရေးပါမှုကိုလည်းတန်ဖိုးထားတယ်ဆိုတဲ့ဟာပေါ့နော်ဟိုမှာပြောစရာရှိတဲ့ခေါ်တွေ့တာရှိတဲ့ခါတယ်မှာဆိုရင်ဒီတင်ခန်းစားတယ်မှာသူတို့ကိုဒီမိဘတွေပါဝင်တင်ကြားပေးနေတာမျိုးတွေရှိတယ်ဟိုတစ်ခါမှစမတယ်မသိနေတော့ဒါပေမဲ့ဥမာရရအကြောင်းပြောလိုက်ပေါ့နော်အဲ့ဆိုရင်မိဘတွေလိုလာတယ်ပေါ့နော်မိဘတွေပဲပို့တည်တယ်ဆိုရင်မိဘတွေကိုဒီကိုယ့်ရဲ့တင်ခန်းစာမှာပြန်ပြီးတော့ဒီခေါ်ပြီးတော့ကျောင်းသားတွေကိုမျှဝေပေးတာမျိုးလည်းမျိုးခေါ်လို့တော့တောင်းလဲသူတို့ကဘယ်လိုပြောဆရာမနေသူတို့ဒီမိဘတွေရဲ့ပူပေါင်းပါဝင်မှုအရေးကြီးတယ်ဆိုတဲ့ဟာကိုတက်တည်ပြတဲ့အနေနဲ့ပေါ့နော်ဒါတွေလုပ်လို့ရတယ်ပေါ့
နောက်ဆုံးမိခွန်းနေတော့မြင်ချင်ပါတယ်ကျောင်းတရားအနေနဲ့ဆိုရင်ဆိုင်ရမယ်အခက်ခဲတွေစိန်ခေါ်မှုတွေကပါတယ်ပေါ့နော်အဲ့ဒီစိန်ခေါ်မှုတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲသိနော် များအပြင်ဒီကျောင်းဘယ်လိုပြောမလဲကျောင်းရဲ့စိန်ခေါ်မှုကျောင်းကြီးစိန်ခေါ်မှုအဲ့တော့ကျောင်းဒီကစိန်ခေါ်မှုလို့ပြောရင်တော့ကျောင်းတစ်ကျောင်းချင်းစီတော့တူမှာမဟုတ်တရားနဲ့တရားနဲ့တူမှာမဟုတ်ဘာလို့ဆိုတော့ဒီမှာတော့ပါလိုအပ်မှုတွေလည်းတူကြဘူးလေနော်မျိုးရှိတဲ့ခါမှာဆိုတော့အကြောင်းပေါ်တော့မှုတည်တယ်တခါလေမှာများလာပြင်ကြုံတွေ့ရတာပါတယ်ဆိုတော့အကြီးဆိုများလာပြင်ဒီအကြောင်းဆောက်အောင်ပိုင်းနေဒီအကြောင်းဆောက်အောင်ပိုင်းနေမလုံးလောက်တဲ့အကြောင်းတွေမှာဆိုတာအတွက်စိန်ခေါ်မှုဖြစ်နိုင်တယ်ဒါပေမဲ့အကြောင်းအရင်ကောင်းနေပြီတခြားတို့ရဲ့ဒီခုနဆရာမတို့ပြောရတဲ့ဆရာမတွေစီမံခန့်ခွဲရတာမျိုးရှိတယ်တခါလေမှာဆရာမနဲ့ဒီမိဘတွေကြားထဲမှာဒီပရိပက္ခဖြစ်တာမျိုးအဲကြောင့်မို့တော့တခါလေမှာဆိုရင်မျိုးပြဿနာတွေရှိနိုင်တယ်တခါမှတင်ထောက်ကိုပစ္စည်းကိုယ့်ရဲ့အကြောင်းနဲ့တင်ထောက်ကိုပစ္စည်းမလုံလောက်တာတွေရှိလာနိုင်တယ်တခါလေမှာဆိုအကြောင်းသားချင်းဖြစ်တဲ့ပရိပက္ခတွေလည်းရှိလာနိုင်တယ်ဒါခုနဆရာပြောတဲ့အတိုင်းတော့ဒါတော့ကျောင်းတစ်ကျောင်းအချင်းတွေပေါ်တော့မူတည်တယ်ဘယ်လိုဖြစ်ရှင်းလဲများတော့အပြင်ကတော့ဒီကျောင်းကော်မတီတွေရှိရဲကျောင်းတွေမှာဆိုရင်ကျောင်းကော်မတီရှင်မိဘဆရာတွေရှိရပေါ့နော်ဆိုတော့ဒီပြဿနာတွေဒီကြုံတွေ့ရတဲ့ပြဿနာပေါ်မူတည်တဲ့ပဲဖွဲ့စည်းဆိုတဲ့ကျောင်းကော်မတီတွေတွေ့ရမှာလားတောင်းဟုတ်ရင်မိဘတွေနဲ့တက်ဆိုင်တာလားဆိုတဲ့ဟာပေါ်မူတည်တယ်ပေါ့နော်ဆိုတော့အကယ်လို့ကျောင်းကော်မတီတွေပေါ်ပြီးတော့တက်ဆိုင်တယ်ကျောင်းကော်မတီကဆုံးဖြတ်တိုင်ပြင်ပေါ်ပြီးတော့ရှိတယ်သူတို့နဲ့ပေါ်ပြီးတက်ဆိုင်တယ်ဆိုရင်ကျောင်းကော်မတီနဲ့တွေ့ပြီးတော့ဒီပြဿနာကိုဖြေရှင်းတာမျိုးတွေလုပ်တယ်ပေါ့နော်အကယ်လို့ဒီဟိုမှာဒီကျောင်းသားအရေးဆိုရင်ကျောင်းသားချင်းချင်းပြပခါဖြစ်တယ်ဆိုရင်ဒါတော့မိဘဆရာတင်းနေနဲ့တွေ့ပြီးတော့ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာသူတို့ဆွေးနွေးတိုင်ပင်ပြီးတော့ဒီဆုံးဖြတ်ချက်တွေချတယ်ဖြေရှင်းတယ်ပေါ့နော်ဟုတ်ကျေးဇူးပါရှင်အခုလိုဖြေပြီးသွားတဲ့ဆရာမအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဒီခုနချက်ကိုမိုဒီပြီးနော်ဒီခုနချက်ကိုမိုဒီပြီးတော့သူကအများကြီးကြောက်အောင်ဆိုတော့ဒီကြောက်အောင်တဲ့တရားကိုသူကဒီခုနချက်မျိုးခုနမျိုးတော့နော်ဒီကြောက်အောင်တရားကိုမိုဒီပြီးသူကဒီပြဿနာအလုံးအဖြစ်ရှင်းနိုင်တယ်ဆိုတော့သူကဘယ်လိုပြောမလဲသူကကျွမ်းကျင်မှုလားဒါမှမဟုတ်သူကမွေးပါတက်ကြွမှုလားလို့အဲ့ဒါတစ်ချက်တော့ရှင်းပြလို့ရတယ်ချိန်မှဆိုလို့ရှိရင်လည်းဆိုလို့ရတယ်နော်ကျောင်းအုပ်တရားဆိုတော့အဓိကကတော့သူ့အတွေ့အကြုံပေါ့နော်သူမွေးရပါဆိုတော့မရှိဘူးပေါ့နော်သူရဲ့အတွေ့အကြုံပေါ့နော်ဘာလို့ဆိုကျောင်းအုပ်တရားအနေနဲ့ဆိုရင်အခက်ခဲမျိုးကြုံနေတယ်ဒါပေမဲ့ကျောင်းအုပ်လာဖို့ဆိုလို့ရှိရင်သူကဘယ်လိုပြောမလဲသူကချက်ချင်းကျောင်းအုပ်ဖြစ်လာတာမဟုတ်ဘူးနော်ဆရာမကနေတင်ကြားရေးတစ်ဆင့်ကနေပြီးတော့သူ့ရဲ့ကျွမ်းကျင်မှုကျောင်းအုပ်ကနေဖြစ်လာတယ်ပေါ့နော်ဆိုတော့သူအဓိကစီမံခန့်ခွဲမှုမှာသူကတော့ပို့ပြီးတော့အဓိကပါဝင်တဲ့လုပ်ငန်းတွေပေါ့နော်ဘာလို့ဆိုအဲ့ဒီဖက်မှာလည်းဒီစီမံခန့်ခွဲရေးဆိုင်ရာဆိုတဲ့ဟာတော့သူ့အနေနဲ့တော့အများတန်းတော့လက်တွေ့ဘဝကနေမှချိန်ပြီးတော့သူကဖြည့်ရှင်းရင်းနဲ့မှပဲစီမံခန့်ခွဲနိုင်တဲ့အဆင့်ရောက်လာနိုင်တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်မြင်တဲ့အရာပေါ့ဆရာတို့ဖြည့်ရတယ်ကျောင်းဆုံးဖြတ်ချက်ကဒေတာအလိုက်နဲ့ပေါ်ပြတာဒီဆုံးဖြတ်ချက်တွေချမ်းချက်ဒေတာဒီမှာပေါ်ပြတဲ့ဥမာကြီးရွာဘက်ကတက်လာတဲ့ဆရာမလည်းမဟုတ်မြို့တွေကတက်ဆရာမလည်းဥမာကြီးရွာဘက်အကြိုင်နေတဲ့ဆရာမလည်းပြီးမြို့ပေါ်မှာအကြိုင်နေတဲ့ဆရာမတို့ကျောင်းအုပ်ဖြစ်လာတယ်ပေါ့သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့သူတို့ရဲ့ချမ်းချက်ပေါ်ပြတာလည်းဟုတ်တယ်အဲ့ဒါကျတော့ဒီဘယ်လိုပြောမလဲသူ့ရဲ့နေရာတွေဒါလိုက်ပေါ့နော်သူကလျိုးကနေမှမဟုတ်ဘူးတော့ကနေမှလည်းမဟုတ်ဘူးခုနဆရာမပြောတော့လို့မျိုးပေါ့နော်သူ့ရဲ့အတွေ့အကြုံပေါ်လည်းမူတည်ပြီးပြီးတော့နေရာတွေဒါအလိုက်အဲ့ဒီတာမှာကျောင်းကော်မတီလည်းပါဝင်မှုကဘယ်လိုရှိလဲဒီပါဆရာတွေရောဘယ်လိုအားပေးလဲပြီးတော့အဲ့ဆရာမအနေနဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကဘယ်လိုရှိလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့နော်အဲ့ဒါကြတော့ဒီနေရာဒေတာအလိုက်ပြီးတော့ဒီဘူပေါင်းပါဝင်မှုတကယ်တဲ့တူးနဲ့တူးတစ်ခွဲနဲ့တစ်ခွဲပေါ့နော်ဒီကျောင်းအုပ်တွေဆရာမတွေကျောင်းကော်မတီတွေမိဘဆရာတွေအနေဘယ်လိုဘူပေါင်းဆောင်ရွက်တာလဲဆိုတဲ့အပေါ်မှာလည်းအများကြီးမူတည်တယ်ပေါ့နော်ဟုတ်ကဲ့နော်အခုခုနလည်းရှင်မလည်းပြောတော့ပြီကျောင်းအုပ်ရဲ့အတားချက်ဆိုတော့ပြီးတော့ဒီထဲမှာကျောင်းအုပ်တွေပဲမေးတယ်ဆိုတော့တခြားဆရာမတွေမမေးဘူးဆိုတော့ဒီချက်တော့မေးမယ်နော်ဒီကျောင်းအုပ်တရားဖြစ်လာဖို့အတွက်ဆိုသူကအစင်းစင်းစူးစမ်းလာရတဲ့သူရဲ့စိတ်ခံစားမှုကိုတချက်တော့ပြောပြရမှာလားစိတ်ခံစားမှုကျောင်းအုပ်တရားပဲတစ်စင်းစင်းစူးစမ်းလာတဲ့စိတ်ခံစားမှုနော်ကျောင်းဖြစ်လာတော့အစင်းစင်းစိတ်ခံစားမှု
ဖြစ်လာတဲ့ပေါ်ပါ ဟောဖြစ်လာတယ်အကြောင်းဖြစ်လာတဲ့ပေါ်မှာစိတ်ခံစားမှုဘယ်လိုရှိလဲပဲမျိုးလားဟုတ်လားဒီပေါ်မြင်ချင်း သူကအစင်းစင်းစူးစမ်းပြီးဖြစ်လာရတယ်ပေါ့ဆိုတော့သူရဲ့ခံစားမှုအနေနဲ့ဘယ်လိုဖြစ်နေလဲပေါ့ ခံစားမှုကတော့သူချင်းတရားနဲ့ပြောလို့ချင်းလည်းတူမယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ခက်ခဲတဲ့ဘဝနေလာပေါ့နော်ခက်ခဲရဆိုတော့ဒီဥမာခုနဆာမလည်းပြောတယ်အစင်းစင်းတက်လာရတယ်အဲ့ဒီတစ်ဆင့်တိုင်းစီမှာလည်းခက်ခဲအများကြီးကြုံရတယ်တစ်ခါတလေမှာကျောင်းသားမိဘတွေနဲ့အဆင်ပြေလာမျိုးတွေရှိတယ်တခါလေးမှာဆိုရင်ကျောင်းသားတွေရန်ဆိုလို့ကျောင်းသားတွေနဲ့အဆင်မပြေလာလို့ရှိရပေါ့နော်အဲ့မျိုးပေါ်အဲ့ဒီမျိုးအခြေအနေတွေခံစားရတဲ့ခါမှာဆိုရင်ဘယ်လိုပြောမှာစိတ်နေထိခိုက်တယ်ပေါ့နော်ဝန်ရတဲ့တခါရှိတဲ့ခါမှာသူတို့ကြောင့်လည်းတချို့တော့ကျောင်းသားတွေကြောင့်လည်းပြောရတယ်ရှိတယ်တချို့ကျောင်းသားတွေဆက်ဆံမတွေကြောင့်လည်းဒီဘယ်လိုပြောမှာစိတ်ရှုပ်ရတယ်လည်းကြုံရတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့တာဝန်တရားကိုတော့မျိုးခြေပေါ်ထားဆောင်ရတယ်ပေါ့နော်ဒီဥမာကျောင်းသားရေးဆိုရင်ကျောင်းမှာပဲထားတဲ့ event တွေလာတော့မလုပ်ဘူးပေါ့နော်တခါလေးမစအေးဘေးတွေဆိုရင်ကျောင်းကိုတည်လာတယ်မလုပ်ဘဲနဲ့ကိုယ့်ရဲ့တင်ကြားနေတဲ့ဒီကြားရဲ့အပိုင်းနဲ့ပို့ပြီးကောင်းအောင်လည်းလုပ်တယ်ပေါ့နော်ညာတော့ပြီးဒီကျောင်းသားမိပါတယ်ဘယ်လိုပူပေါင်းဆောင်ရမလဲဆိုတဲ့အချက်ကိုပို့တော့တခါလေးမှဆိုရင်တော့အမျိုးအဆင့်ဆင့်တိုင်းတိုင်းအမျိုးတော့ကြုံရတယ်ပေါ့နော်တခါလေးပြောတယ်တခါလေးဝမ်းနဲ့တခါလေးစိတ်ရှုပ်ဆွေးတွေအများကြီးကြုံရတယ်ဒါပေမဲ့လည်းဒီကျောင်းကော်မတီတွေရှိတယ်ရုပ်ပြဆရာဆိုကျောင်းဦးကြီးရှိတယ်ဒီနော်ကိုရီးယားအဲ့ဒီကျောင်းကြီးအစင်းမြောက်ဖြစ်မှာဆိုရင်တော့ကိုယ့်ရဲ့ဒီအထက်ဆင်းဖြစ်တဲ့ကျောင်းကြီးတွေနဲ့တိုင်ပင်တာတွေတော့ရှိတယ်ပေါ့နော်တခါတလေမှာဆိုရင်ကျောင်းကော်မတီနဲ့ဒီဥမာဒီကိုယ့်ရဲ့စာဝန်ရေးစင်တွေလိုလာပေါ့နော်ဒီဟာတွေတိုင်ပင်ရင်းနဲ့လည်းပဲဒီအစင်းစင်းကြော်ပြရတယ်ပေါ့နော်ဟုတ်တယ်ဆိုတော့နောက်ဆုံးအနေနဲ့တော့ကျောင်းအုပ်ကဒီမိခုကနေချက်လောက်ဆောင်နေတဲ့ကျောင်းအုပ်တော့ကျောင်းအုပ်ကောင်းမနော်ဒီမိကျောင်းအုပ်ကောင်းမဟုတ်တဲ့ကျောင်းအုပ်တရားဆိုသူကဒီမိခုကနေချက်ကိုသူကဖြည့်ရှင်းနေတာဒီပြဿနာအလုံးသူဖြည့်ရှင်းနိုင်ပါမလားလို့ဒီချက်တော့ပြောပြလို့ရတယ်ဒီအချက်ပေါ်မှာဒီဖြည့်ရှင်းနိုင်မှာဆိုတော့ဆရာမီးတော့သူကတကယ်သူကအားနေတဲ့ကျောင်းအုပ်လို့ပြောလို့ရတယ်ပေါ့နော်ဒီစီမံခန့်ခွဲမှုပိုင်းမှာအားနေတယ်ပေါ့ဆုံးဖြတ်ချက်ချနိုင်မှာဆိုတော့နေရာတိုင်းတော့သူမပါဝင်နိုင်ဘူးပါဝင်လာနိုင်အောင်တော့သူတော့အလုံးလေးလုံးထားမရှိတဲ့အရာတွေတော့ခက်ခဲမှာပေါ့နော်ဒီအပိုင်းခုနှစ်ချက်စလုံးကိုသူကပါတော့သူလုပ်နိုင်ဖို့ဆိုတာတော့အဓိကကတော့သူရဲ့ကျွမ်းကျင်မှုအတွေ့အကြုံတော့ကျွန်မအနေနဲ့ဘာလို့လဲဆိုတော့ပြီးတော့သူ့ရဲ့သဘောထားလဲအများကြီးသက်ဆိုင်တယ်ပေါ့နော်ဘာလို့ဆိုသူ့ရဲ့သဘောထားကဒီကျောင်းကြီးကောင်းဖို့ဆိုတာသူစိတ်က inclusive မဖြစ်နေဘူးခွဲခြားဆက်ဆံနေတယ်ဆိုလို့ရှိရင်သူကအနေနဲ့တော့ဒီမိဖို့တင်တဲ့ချက်ကိုဆုံးဖြတ်ချက်ချဖို့ခက်ခဲလိမ့်မယ်ပေါ့နော်အဓိကတော့ဒီလူတွေအားနေနေတဲ့လူပူပေါင်းပါဝင်လာအောင်ဟိုမှာရှင်းရဲနေတဲ့သူပူပေါင်းပါဝင်လာအောင်ဘာလဲမတူညီတဲ့ဒီ तू ကခရစ်ယာန်မလို့ तू ကရှမ်းမလို့ तू ကဟာမလို့ဆိုခွဲခြားနေတဲ့ရွေးတော့ तू ကတော့ဒီဟာကိုကောက်ပေါ်တော့ခက်ခဲတော့မယ်လို့တော့မြင်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ကျွမ်းကျင်မှုဆိုင်ရာပေါ့နော်သူကျွမ်းကျင်မှုဆိုင်ရာအားနည်းနေနေပြီးတယ်ဆိုရင်တော့ဒါလေးတော့လုပ်ပေါ်တော့ခက်ခဲမယ်ပေါ့နော်ကျမတို့လည်းပြောရမယ်ဆိုလို့ရှိရင်ကျောင်းအုပ်နေရာကိုဝင်ကြည့်နေရတဲ့အတွက်ကြောင့်မို့ဘာတလေးမှာဟိုဗာလေတချို့အချက်တွေလည်းလိုအပ်ခြင်းလိုအပ်လိမ့်မယ်ပေါ့နော်နောက်တစ်ခုရှိတာခုနကဒါလေးမိတဲ့ဟာပေါ့နော်အဲ့ဒီဟာကဘယ်လိုပြည့်စုံတဲ့အကြောင်းကြီးလို့တော့အားနေတဲ့အကြောင်းကြီးတတ်မှတ်တာမျိုးတော့မရှိဘူးဒီခါခုနဆရာမပြောတဲ့အပိုင်းပေါ့နော်သူရဲ့တကယ်ကြောင့်ရင်းစမှုတွေပုံမူတည်ပြီးအဲ့ဒီဟာတစ်ခုရှိတယ်သူရဲ့ကြောင့်ကျမှုပုံမူတည်ပြီးရှိတာဆိုရင်တော့ပြောနိုင်တယ်နောက်တစ်ခုကျတော့လည်းဆိုတော့ဒီဘေးကပန်းပိုးမှုတွေပေါ့နော်ပန်းပိုးမှုတွေလည်းဆိုင်တယ်ဒီကအကြောင်းကြီးဆိုတာကသူတယောက်တည်းဒီအကြောင်းကိုစီမံခန့်ခွဲရတယ်ဆိုပေမဲ့လည်းညာဘအဖင်ကသူ့ရဲ့ဘေးမှာပန်းပိုးပေးတဲ့သူ့ကြောင့်ခုနဆရာမပြောလို့ပေါ့နော်ပန်းပိုးပေးတဲ့သူ့ဥက္ကဋ္ဌတွေရှိတယ်ပြီးဆရာမတွေရှိတယ်အဲ့ဒီထဲမှာမကျောင်းသားတွေတစ်ဖက်တစ်လမ်းကတည်းကပါဝင်နေပေါ့အဲ့ဒီပန်းပိုးမှုတွေရှိကျောင်းသားမိဘတွေရှိအဲ့ဒီပေါ်လည်းမူတည်တယ်ပေါ့နော်ပန်းပုံးရန်ကောင်းတဲ့ဒီကြေးရွာတွေမှာရောက်လာတဲ့ကြောက်ကြီးအနေနဲ့ဆိုရင်တော့သူကကောက်ကောင်းစီမံခန့်ခွဲနိုင်တယ်ခုနကဒီဒါရမီလိုမေးတယ်မေးခွန်းမျိုးလိုမျိုးပေါ့နော်သူကတော့ကောက်ကောင်းလေးစီမံနိုင်ဘာဖြစ်လို့ဆိုတော့သူမှာကပန်းပုံးမျိုးရှိတယ်ဒီကူကြီးလိုတဲ့ဆိုရင်ငါပဲသူစီချီကမယ်ဆိုတာလည်းရှိတယ်ဒါပေမဲ့လည်းဒီပန်းပုံးအားနည်းတဲ့ကြောင်းတွေမှာပေါ့နော်အားနည်းတယ်ဆိုတာထက်
တခါလေးမှာပြီးပြီးဆိုတဲ့ရွာတွေရှိတာပေါ့နော်ဆိုတော့ကောက်ကိုင်းမဖွဲ့ထားတဲ့ community တွေရှိဆိုအဲ့ဒီရွာမှာဆိုရင်ကျောင်းအနေနဲ့ရောက်သွားမယ်ဆိုရင်တို့ကတော့နည်းနည်းစီမခံခွဲရခဲ့တယ်ပဲကိစ္စပဲလာသူကဆုံးဖြတ်ရတာမျိုးဆိုဒီခါလေးမှာသူလိဟင်းသွားတဲ့နေရာတွေရှိတယ်အဲ့ဒီခါမှာဆိုရင်တခြားလူတွေမြင်တော့ဒီကျောင်းကြီးကောက်ကောက်မလုပ်နိုင်ဘူးအားနည်းနေတယ်မျိုးမြင်တယ်ဒါပေမဲ့လည်းသူရဲ့ပံ့ပိုးမှုကလုံလောက်မှုလုံလောက်စွာမရဘူးပေါ့နော်လုံလောက်စွာမရတော့သူလည်းဒီအဖက်ဖက်ကိုပြီးစွာလုပ်ဖို့ဆိုတာသူ့အတွက်အရင်ခက်ခဲတယ်ပေါ့နော်ဆိုတော့ပံ့ပိုးမှုနဲ့လည်းဆိုင်တယ်လို့တော့ဖြစ်ချင်တယ်နော် ထပ်ဖြည့်ကြည့်မယ်ပေါ့နော်ဟိုခုနဒါလေးတယောက်ပြောတော့တာပေါ့နော်ကျောင်းအုပ်တယောက်မှဆိုရင်ဟိုနေရာဒီကအလိုက်နဲ့ဆိုင်လားကျွမ်းကျင်မှုနဲ့ဆိုင်လားဆိုတဲ့အချက်လည်းရန်ကောင်းတယ်ပေါ့နော်တချို့ကျောင်းအုပ်တွေကဘလောက်ပဲဟိုကျွမ်းကျင်မှုရှိနေပါစေပေါ့နော်အဲ့ဒီတာမှာအရန်ဘယ်လိုပြောမလဲတချို့ရွာသားတွေကကြောင့်နားတစ်ဖက်ပိတ်တာရှိတယ်ဒါမလုပ်ဘူးဆိုရင်ဘူးဆိုတဲ့အဖွဲ့အစည်းအကြောင်းကော်မတီတွေရှိတတ်တယ်ရွာတကြီးတွေရှိတတ်တယ်မိဘတွေနဲ့တွေ့တတ်တယ်ပေါ့နော်အဲ့လိုတွေ့တဲ့အချိန်မှာဆိုရင်ကျောင်းအုပ်ကဘလောက်ပဲကျွမ်းကျင်မှုရှိပါစေဒီသူတို့နဲ့ရင်းနှီးအောင်သူတို့နဲ့အန်ခွင့်ဝင်ကြဖြစ်အောင်အမြဲတမ်းညှိနှိုင်းရတယ်ပေါ့နော်တချို့ဆိုရင်ချက်ချင်းရင်တိုးတက်ချင်တယ်တခုခုလှုပ်ချင်တယ်ဆိုရင်တစ်ခေါက်နဲ့ခေါက်နဲ့ညှိနှိုင်းတာလည်းအဆင်မပြေတဲ့အချိန်တွေမှာရှိတာပေါ့နော်အဲအကြောင်းဒီတချို့ကျောင်းအုပ်ရဲ့အခက်အခဲတွေကြတော့ဒီဆရာပြောသွားတယ်လို့ပဲကြီးတွေရဲ့ညီမတွေကဘာမှမဝင်လို့မရှိဘူးဆိုရင်ကျောင်းအုပ်ကလည်းလှုပ်ဆောင်တာတွေအရန်အားနေအဲ့ဒါတွေရှိတယ်တချို့ကျောင်းကော်မတီကဖွဲ့လိုက်တယ်သူလည်းဒါဝတ်တရားတွေလုပ်ပေးတာတွေမရှိဘူးဆိုရင်လည်းကျောင်းအုပ်ကတယောက်တည်းဆုံးဖြတ်ပင်ခွင့်မရှိဘူးရန်တမ်းပြီးတော့လှုပ်လို့လည်းမရဘူးပေါ့နော်ကျောင်းအုပ်ကလည်းကျောင်းအုပ်ရဲ့ဒီစီမင်းစည်းကမ်းတာဝန်ထမ်းဆောင်ရတဲ့အပိုင်းမှာတွေရှိတယ်အဲ့ဒါတွေလည်းလိုက်နာရတယ်ပေါ့နော်တချို့ကျောင်းအုပ်တွေကကြတော့ဒီတချို့ကျောင်းအုပ်တွေဘယ်လိုပြောမလဲဒီကျောင်းကော်မတီတွေနဲ့ညနေမှုမလုပ်ပဲနဲ့ဆုံးဖြတ်ချက်ချပြီးလှုပ်ဆောင်ထားတဲ့အရာဒီတချို့ကျောင်းကော်မတီရမကျေနပ်တာတွေရှိရင်တိုင်ကြားတာတွေလည်းကျောင်းအုပ်တွေကခံရတာတွေရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါ အဓိကတော့ကျောင်းအုပ်ဆိုတာကသူကအကုန်လုံးဆုံးဖြတ်လို့ရတဲ့သူမဟုတ်ဘူးပေါ့နော်သူဆုံးဖြတ်လို့ရတဲ့အပိုင်းရှိတယ်လို့အခုသူမိုးပေါင်းပြီးဆုံးဖြတ်ရတဲ့အပိုင်းရှိတယ်ပေါ့နော်ဒါလေးလို့ ဆရာတို့တခြားမေးဆရာရှိတဲ့နာမည်ပါမရှိပါဘူးကျွန်တော်ဆရာဆမတို့ကျွန်တော်တို့တည်ခြင်းတဲ့ဟာလာဖြေပြီးတော့ကျေးဇူးတင်တယ်လို့ပြီးတော့အချိန်ပေးဖို့အချိန်ပေးပြီးကျွန်တော်တို့အနေတူတဲ့လာပြီးဆွေးနွေးဖို့ပဲဆွေးနွေးပြတဲ့ဆက်အရင်ကျေးဇူးတင်တယ်လို့ပြောချင်တယ်